ကတရုတ်ဆောင်နေမဟုတ်ပါဘူးဒီတချင်းကမေမေကိုနိုင်လဲဆိုထားပါသေးတယ်ပြီးတော့မေမေကဒါပထမဆုံးဆိုတဲ့တချင်းလေးဖြစ်ပါတယ်လာအုတ်ကြီးဒီနေ့ကမအီဘုံရဲ့တခြင်းလေးအတွက်ကြောက်တောင်းမှာစုံနေကြဖြစ်ပါတယ်ခင်ဗျာမရှိကနေပြီးတော့ခွင့်ပြုချက်လေးတောင်းပြီးတော့ပုံလေးဆိုလိုက်တယ်ပေါ့နော်အတန်ဒီမှာသုံးပြီးတော့ကြတော့ရိုက်ကူးကြီးကိုလည်းကိုရွှေလဲအောင်မင်းနဲ့ပုံလေးရိုက်မယ်ဒီတရုတ်ဆောင်လေးကိုကြတော့ပုံလေးပေါ့နော်မောင်လေးကိုဖိတ်လိုက်တယ်ခေါ်လိုက်တယ်ပေါ့နော်မောင်လေးကလည်းအရန်လဲသဘောကောင်းလို့မတင်ထားလောက်အောင်စိတ်ရှည်တဲ့အတွက်လည်းအတိုင်းမသိဝမ်းသာရပါတယ်ရှင်ဟုတ်တယ်မင်္ဂလာပါဟုတ်တချင်းကတော့တီးကတော့မမရတနာမိုင်မှာအန်တီမိုင်ရောပေါ့နော်တီးဆိုကလည်းမမရတနာမိုင်ရဲ့အန်တီမိုင်ရဲ့ဆိုထားတဲ့ဖုန်းမဆက်တဲ့တချင်းလေးကိုကာဘာဆောင်ပြန်ဆိုထားတာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ထင်ပါတယ်ဖုန်းလေးခဏဆက်နေပြီ။ဟုတ်တယ်ဒီလိုလုံးဖုန်းဆက်နေရ။ဒီဘလုံးဖုန်းခဏဆက်နေရမောင်နှမနှစ်ယောက်ကတော့ဟုတ်ကဲ့။ဒီရောဆုံးဘူးလားမောင်နှမ။ဆုံးဘူးလား။ဆုံးဘူးဒါပထမဆုံးဆုံးဘူးတာပါခင်ဗျာ။ပထမဆုံးပဲကြောင်ပတော့ရအောင်ခေါ်လိုက်တာဟုတ်တယ်။ဘယ်လိုပုံစံနေရှိလဲ။မောင်လေးမပြန်မနဲ့ပေါ့နော်လေ။ပြန်မလို့ဘူးတဲ့။ပြန်မလို့တော့ဘူးလို့။ဟုတ်တယ်။ပြောကြရီဟုတ်။မေမေကတရုတ်ဆောင်နေမဟုတ်ပါဘူးဒီတချင်းကမေမေကိုနိုင်လဲဆိုထားပါသေးတယ်ပြီးတော့မေမေကဒါပထမဆုံးဆိုတဲ့တချင်းလေးဖြစ်ပါတယ်တရုတ်ဆောင်တွေကတော့မေမေပါတယ်ဖေဖေလည်းပါတယ်ပြီးတော့မောင်လေးဟိန်းသူအောင်ရဲ့ပုံရဲ့ကိုစောနီရဲ့ကိုပိုင်းပြည့်ရဲ့မောင်ကျော်ရဲ့ဒီအဖွဲ့လေးတွေတရုတ်ဆောင်ထားပါတယ်ရှင်ချဟာဒီခွတ်တယ်စာဒီပေါင်လေးတောက်လိုက်တာဒီပေါင်ဒါအမေလေးတောက်လိုက်တော့တော့ကိုတင်ဆောင်ရေးဝိုင်းပြေကိုတင်ဆောင်ရေးလာကြအောင်ဒီပေါင်မို့လေးတောက်လိုက်လို့တဲ့မနဲ့အမေနဲ့ဆိုထားတဲ့သင်းလေးဆိုတော့ကြတော့အရင်ချက်စရာကောင်းနေဆိုပြီးနားထောင်ပြီးချင်းပဲတန်းပြောလိုက်တာပြောသားတယ်ပေါ့နော်ကိုစိတ်ထဲမှာလေမောင်လေးဒီသချင်းလေးပါမမကာဘာဆောင်လေးပြန်ဆိုချင်တာပါဆိုမမရဲ့သချင်းလေးကလေချစ်စရာလေးဆိုတော့လေတော်ပြောပါတယ်တကယ်လေးပြောတာပါစကားပြောကြည့်တယ်ကိုမဲ့ဖုံးဆက်ဖို့ရေးပေါ့နော်ဖုံးဆက်ရခဲ့ဖုံးမဆက်ရခဲ့မာနာကြည့်မလားချိန်မလားအဲ့လိုမျိုးလေးကိုတွေးရတယ်ပေါ့ဒါမှန်တော့စကားပါဒါပေမဲ့မောင်လေးနဲ့ဖုံးပြောရတဲ့နေမှာရောမောင်လေးရဲ့ဒီနောက်က supporting ပေးတဲ့အကိုတွေရောဖုံးပြောတဲ့နေရာမှာရောကိုအိမ်တီရောက်လာတဲ့ရိုက်ကွင်းတီအရန်သဘောကောင်းတဲ့စိတ်ရှည်ရောအတိုင်းမသိကိုတော်တော်ကိုပြောရပါတယ်ဒီကြပါဒါဆိုပြန်လို့ပုံစံမရှိတော့ဘူးရှိပါဘူးရှိပါတယ်ပြန်လို့မောင်လေးရတယ်လုပ်ကိစ္စတွေအများကြီးကြားရနေပြီးတော့ဒီရအောင်လာပြီးရတယ်လေကျေးဇူးတင်ပါတယ်ဟုတ်တယ်နာမည်ကြီးတော့တစ်ချက်တည်းဆိုတာမျိုးစကားလေးတွေလည်းချိုးတယ်နည်းနည်းပေါက်သွားပြန်လာတော့မပြန်ချင်ကျွန်တော်ညားလေးဆိုရင်ရမ်းပြော်ရလေဒါပေမဲ့အလုပ်ကိစ္စလေးရှိရဆိုတော့ပြန်အောင်ပါကိုမေရလေးမောင်လေးရဲ့အစားတောက်ကစားလေးဘယ်လိုလေးစားခြင်းလဲဟုတ်တယ်ရန်ကူဆိုင်တယ်ဘယ်ဆိုင်မှာစားခြင်းလဲမမကိုပြောအာမနာနဲ့ဆိုသူပါပြောလိုက်တယ်သူစကားကိုအရန်သဘောကျသွားစကားတခွင်းရှိတယ်မြန်မာပြည်ကိုမုံဝင်းကနေမေးလိုက်တယ်ညီလေးဘယ်ဆိုင်မှာစားခြင်းလဲဒီဆိုင်စားလို့စမပြေပြောပါရတယ်ခမရတယ်ကျွန်တော်တဲ့ခရမ်းသီးနဲ့ငရုတ်သီးတောထောင်းငရုတ်သီးဆိုကျွန်တော်အဆင်ပြေရဆိုကိုက amazing ဟဲ့ဟုတ်ပါမလားဆိုတကယ်ထမင်းတဲတော့လေ तू အဲ့ဒါပဲစားတယ်ဟုတ်တယ်ကိုကချောင်းကြည့်ရလေ तू အပြောနဲ့လုံးတယ်ဟုတ်လားချောင်းကြည့်တော့တအားစားပါအဲ့လိုတော့မဟုတ် तू ကိုကြည့်ရတာ तू အပြောနဲ့လုံးတယ်ဟုတ်တယ်လားတကယ် तू အဲ့ဒါလေးပဲ तू စားတယ်အဲ့ဒါတခုတော့တကယ်ကိုလေးစားပါတယ်ကျွန်တော်လည်းအညာပဲဆိုတော့လေအညာသမင်းဟင်းကိုကြိုက်တာပဲဖြစ်ပါတယ်ဟိုဘယ်လိုပဲပြောတော့ဟိုတခြားလေတရုတ်စားစားတို့ဘာတို့တိတ်မမတ်မို့အဲ့လိုအညာဟင်းကိုမြင်နေဆိုရင်အရန်သဘောကျတယ်စားလဲစားချင်တယ်သမင်းလည်းမိန်တယ်အဲ့တော့ဒီနေ့တော်တော်စားခဲ့တယ်အားပေးကြပါအောင်ပေါ့နော်ပုံလေးတို့ဒီကာဘာဆောင်ဆိုပြီးမဲ့ပုံလေးတို့ပေါ့နော်ပရိသတ်တွေချစ်အောင်လို့လဲဆိုထားပါတယ်တို့တော့လေဟိုအမားလေးများတခုနဲ့မဟုတ်လူငယ်ကြီးဆိုတော့အမားလေးပါခဲ့မယ်တချင်းဆိုတာနေရာမှာလဲမိမိကပထမဆုံးဆိုတဲ့တချင်းဆိုတော့အမားလေးများပါခဲ့ရင်လဲခွင့်လို့ပေးကြပါတီတီမိုင်လောက်မမရဲ့နာမိုင်လောက်မကောင်းမှာတော့သေးကြပါတယ်ဒါပေမဲ့အကောင်းဆုံးဖြစ်အောင်လဲဆိုထားတဲ့အတွက်လဲအားပေးကြပါလို့လဲပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါထွက်လာရင်အားပေးကြပါအောင်ခင်ဗျာဘာလို့လဲဆိုတော့အတွဲညီညီတရုပ်ဆောင်ထားတယ်နောက်ကျတော့အဆိုပိုင်းမှာဆိုရင်လည်းချစ်စရာလေးတားမိနေရောက်ဆိုထားတာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တဲ့အတွက်ကြောင့်မလို့လက်ခံပြီးမှလုပ်ဖြစ်ပါရဲ့ထွက်လာရင်လည်းသချင်းလေးထွက်လာရင်လည်းအားပေးကြပါအောင်လို့ကျွန်တော်နေပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်